นั้นที่เป็นกุญจนะนั้นที่เป็นคนนี้คนดันนะอพาดีชานิยารอมลันครลาซาบานิบีพิงแคนไซเลอยากขายำจังไอมุงดีมาซาได้ชะไหลคำจันนาซอนนาซาช่างลดNamaligdana Ramani Bra Masha Wajo Yang Sheshalu Ai Bra Kamera Rwe Ai Pe Kamra Ai Bra Wagai Rai Nang Mung Chena Sai Makaunani pego majara Katana mangkango pranga Mungkan detang tim kemansha Miusha nigning wadi sana Wageraye Namuante Paji parakusai Ya den shang lot jo yang mai sai 2017ကနေပြန်ပြီးတော့တကြောပြန်တိုက်ပွဲဖြစ်ခဲ့တဲ့အချိန်မှာအခုအချိန်အထိသူတို့ဒီစစ်ရှောင်းအနေနဲ့နေရခဲ့တယ်ပြီးတော့အခုကတကြောပြန်နောက်ထပ်တစ်ခေါက်တိုက်ပွဲပြန်ဖြစ်လာတဲ့ကြောင့်သူတို့ကအခုမှအိမ်ပြန်ဖို့ပဲတွေးခါစပြင်ဆင်ခါစရှိသေးတဲ့အချိန်နောက်ထပ်ဒီလိုပြန်ဖြစ်တဲ့ခါကျတော့သူတို့အတွက်ဒုက္ခကအလီလီအနေနဲ့ကျွန်တော်တို့မြင်နေရပါတယ်လို့ကျွန်တော်တို့သိတဲ့အတိုင်းပဲမြန်မာနိုင်ငံအောက်ပိုင်းမှာမန္တလေးရန်ကုန်တို့မှာအကြီးအကျယ်ဒီလိုသူတို့ကိုယ်တိုင်ပြည်သူတွေကိုယ်တိုင်ခံစားတဲ့အခါကျတော့ဒီတိုင်းသားတွေဖြစ်တဲ့အဖြစ်အပျက်ဟာသူတို့ကိုယ်တိုင်ခံစားကြတော့ဒီလိုပါလားဒီလိုဒုက္ခရောက်ပါလားဆိုတဲ့အတိတို့ရှိမှရှိသွားတဲ့အခါမှာအားလုံးဟာဗမာမကကချင်ကရင်ရှမ်းတမျိုးသားလုံးကတစုတည်းကျွန်တော်တို့တရားတည်းဖြစ်သွားတာကိုမြင်ရတော့အယံပဲဝမ်းသာပါတယ်လို့တခုလာတဲ့အကူအညီတွေလည်းကျွန်တော်တို့ကချင်လူမျိုးတမျိုးတည်းရဲ့အကူအညီမဟုတ်ပါဘူးအောက်ပိုင်းမှာရှိတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေတိုင်းဒါဘောင်းဆောင်ရဲ့အလူလဲကျွန်တော်ဒီမှာပါဝင်ပါတယ်လို့ကျွန်တော်တို့အလူခံတဲ့အခါမှာလဲအရင်ကလိုအရန်ကြီးဘယ်လိုပြောမလဲအလူခံစရာပြောစရာတော့မလိုတော့တဲ့အခြေအနေတစ်ခုမှကျွန်တော်တို့ကြားရောက်နေတဲ့အတွက်ကြောင့်လဲဒီလိုအဖြစ်အပျက်တွေဖြစ်နေတဲ့ကြောင့်လဲကျွန်တော်တို့အရန်ပဲဝမ်းသာပါတယ်ပြီးတော့အလူရှင်တွေအားလုံးကိုလည်းအရန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ယုံကြည်တဲ့ဖခင်အမြဲတမ်းစောင့်ရှောက်ပါစေဒီလိုပြဿနာပေါင်းစုံကနေလည်းအမြန်လွတ်ကျွတ်ကြပါစေငြိမ်းချမ်းသာတဲ့မြန်မာနိုင်ငံကြီးကိုအတူတကွအားလုံးမျှော်လင့်တဲ့ပြည်ထောင်စုကြီးကိုလည်းဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ပျော်ရွှင်စရာကောင်းတဲ့နိုင်ငံတစ်ခုအစ်စ်အနေနဲ့ကျွန်တော်တို့အတူတကွလက်တွဲပြီးတွားကြရအောင်လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့